Hello မင်္ဂလာပါဗျာကျွန်တော်တို့ရဲရဲနောင်1ပထမဆုံးပွဲမှာအမနဲ့ရှုံးသွားပါတယ်ဗျာတွေ့ကြုံလဲတော်တော်လေးလိုတယ်ပြီးတက်လုံကောင်းလဲတအားရိုင်းလိုရတယ်ထွိပ်ပြေးနေရတယ်လို့ပြီးရင်တအားကြီးမောနေတယ်လို့မျိုးဖြစ်နေပဲဗျာအတွေ့ကြုံလဲတွေ့ကြုံကွာတော့လဲပါတယ်ဗောဟိုကျူကျူကမလေးရှားဖိုက်တာဝါမှာကြည့်လိုက်တာလဲကြာနေစာချုပ်လဲရပြီးသားကြီးဆိုတော့အဲ့လိုတော့ကွာသွားတယ်ဗောတွေ့ကြုံလဲကွာသွားတယ်ပြီးတက်လုံကောင်းလဲကွာသွားတယ်ထိုးအားရဲ့လက်ရည်ကန်ရည်လဲခြေလဲအကုန်လုံးကွာသွားတာဗောအဲကျွန်တော်တို့ရဲရဲနောင်အမနဲ့ရှုံးသွားပါတယ်ဒီတစ်ပတ်ကျွန်တော်တို့မြန်မာဖိုက်တာတွေတော့တိတ်အဆင်ပြေပါဘူးခုနလည်းတပွဲဂျပန်ဖိုက်တာနဲ့တွေ့ရတဲ့ရောက်လဲထိုးခံရတာရတယ်ဗျာဒါမဲ့ရဲရဲအော်မှာအခုထိုင်းဖိုက်တာအတော်ဆုံးဖိုက်တာကလနာဘီတို့ကလမှာလေ့ကျင့်နေတဲ့အတွက်ကျွန်တော်တို့မြောက်လေးချက်ထားလို့ရတယ်ဆက်လက်ကြိုးစားပါရဲရဲတော့ကျွန်တော်တို့မင်းတော့မှာပရိသတ်အဖြစ်နဲ့အမဲတမ်းအားပေးနေပါတယ်ရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေစစ်စစ်သွားပါ